အားလုံးပဲမင်္ဂလာပါဤသုံးလုံးလမ်းလေးဟူကတ်နေအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ဆရာမျှဝေပြီးသွားမယ့်အကြောင်းအရာလေးကတော့မူလာတန်းအဆင့်ပေါ့နော်အခြေခံအချက်လေးတွေဖြစ်တဲ့အင်္ဂလိပ်နဲ့ပတ်သက်ပြီးတဲ့အခါမှာဒီနားလည်ဖို့ရန်အတွက်အကြောင်းအရာလေးတွေပေါ့နော်တည်တင်တည်လိုက်တဲ့အခြေခံလေးတွေပေါ့နော်အထက်တန်းအဆင့်ထိအလယ်တန်းအဆင့်ထိတော့မရောက်ပါဘူးဒါမူလာတန်းအခြေခံလေးဖြစ်တဲ့ကြောင့်မလို့မတည်သေးတဲ့ကလေးလေးတွေပေါ့နော်အစာအနေပြန်ပြီးတော့အင်္ဂလိပ်စာကိုလေးလာခြင်းနဲ့ကလေးလေးတွေအတွက်ကိုတင်ပြပေးခြင်းဖြစ်တယ်ပေါ့နော်အဲကြတော့ဆရာရန်တူလိုက်ပြီးတော့ကြည့်အောင်နော်အင်္ဂလိပ်မှာဆိုရင်ဆရာတို့ကအရင်ဦးဆုံးဘာရှိလဲဆိုကြတော့ဝါစင်ကရှင်မျိုးဆိုတဲ့ဒီ8 part of speech ဆိုတာဆရာတို့ရှိတယ်ပေါ့နော်ငယ်တုန်းကလည်းကြားခဲ့ဘူးသားလည်းဖြစ်မယ်တချို့ကျောင်းသားတွေလည်းကြားဘူးချင်မှလည်းကြားဘူးလိမ့်မယ်ပေါ့နော်ဒါပေမဲ့ပြောလိုက်တဲ့ခါကျရင်တော့ဆရာတို့အော်ဒါပါလားဆိုတော့တန်းပြီးသိသွားပါလိမ့်မယ်နော်ဒီမှာရှင်မျိုးကတော့ဘာလဲဆိုတော့ဆရာတို့က noun ရယ်တနည်းအားဖြင့်ဆရာတို့ဗမာလိုပြောရင်တော့ noun ပေါ့နော် verb လို့ခေါ်တဲ့ကရိယာရယ် adjective လို့ခေါ်တဲ့နာမဝိသေသနာရယ် adverb လို့ခေါ်တဲ့ကရိယာဝိသေသနာရယ် pronoun လို့ခေါ်တဲ့ဆရာတို့နာမ်စားရယ် preposition လို့ခေါ်တဲ့အချိန်ပြရယ်နေရာပြတဲ့စကားလုံးတွေရယ် conjunction လို့ခေါ်တဲ့ဒီဆက်သွယ်ချက်စကားလုံးတွေရှိမယ်ပြီးတော့ interjection လို့ခေါ်တဲ့ဒီအာမေရိစကားလုံးတွေလည်းရှိမှာပေါ့နော်ဒါကတော့ဆရာတို့ကဒါတည်ဘူးပြီးသားကြီးလည်းဖြစ်ပါပေါ့နော်မတည်သေးခဲ့ဘူးဆိုတော့ဆရာတို့ဒီ10မျိုးရှိတယ်ဆိုတာကိုတော့ဒီအခြေခံ10မျိုးရှိတာကိုတော့မှတ်ထားပေးစီနေပေါ့နော်ပထမဦးဆုံးအကြောင်းအရာတော့ဆရာတို့ကဒီ noun ရဲ့အကြောင်းပေါ့နော် noun ဆိုတာတော့ဆရာတို့ကရှင်းပါတယ်ဘာလဲဆိုတော့ဆရာတို့က noun ပေါ့ noun ဆိုတာဘာလဲသူကဒီဆရာတို့ကတက်ရှိတက်မဲ့တွေ dress ရှိ dress မဲ့တွေပေါ့နော်ဗမာလိုပြောမယ်ဆိုရင်တော့အဓိကကတော့အမည်နာမပေါ့နော်အောင်တို့မောင်တို့အစရှိတဲ့ပြင်ပေါ့နော်အဲ့လိုမျိုးနာမည်တွေပေါ့နော်ပြီးတော့မှုတို့ချင်းတို့နဲ့စုံနေဆိုရင်ဒါဆရာတို့ကနောင်လို့ရေဘူးရတတ်မှတ်လို့ရတယ်ပေါ့နော်နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့အင်္ဂလိပ်စာသားမှာဆရာတို့အရေးကြီးဆုံးကဘာလဲဆိုတော့ bad ပေါ့ကရိယာပေါ့နော် bad ကတော့ဒီမှာတော့ဆရာတို့လွယ်ပြောထားရင်တော့ဒီနဲ့စုံရင်တော့ bad လို့တတ်မှတ်တယ်ပေါ့နော်EADE စားသည်တို့နော် GEO ကိုသွားသည်တို့ဒါမျိုးတွေပေါ့နော် bad ပေါ့နော်ဒါကတော့နောက်ပိုင်းမှာထပ်ပြီးတော့ bad ကိုထပ်ခွဲတဲ့ကြောင်သေးသေးထပ်ရှင်းတာပေါ့နော်adjective ကတော့ဆရာတို့ကနာမဝိသေသနာပေါ့နော်သူကတော့အဓိကတော့ဆရာတို့ဘာနဲ့စုံလဲဆိုရင်ဒေါနဲ့စုံတယ်ပေါ့နော်ဒီဒေါနဲ့စုံရင်တော့ adjective လို့ဆရာတို့ကမှတ်တာပေါ့နော်နောက်ထပ်တစ်ခုနံပါတ်4ကတော့ဆရာတို့ adverb ပေါ့နော် adverb ကတော့ဆရာတို့ကဒီမှာတော့များသောအားဖြင့်တော့စွာနဲ့စုံတယ်လို့လည်းပြောကြတယ်ဒါဖြင့်နှင့်တို့စွာတို့ပေါ့နော်ဒီနှလုံးထက်တွေနဲ့စုံတယ်ဆိုရင်လည်းဆရာတို့က adverb လို့မှတ်ကြတယ်ပေါ့နော်ဒါကတော့ဆရာတို့အခြေခံအချက်ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အကျဲတော့ချက်မပြောတော့ဘူးပေါ့နော်နောက်တစ်ခုနံပါတ်1ကတော့ပြီးခဲ့တဲ့ဆရာတို့ရှင်းပြခဲ့တဲ့ bad ရဲ့အကြောင်းပေါ့နော် bad မှာဆရာတို့ကနှစ်ပိုင်းထပ်ပြီးတော့ခွဲတယ်ဒါတော့တီးပြီးသားလူလည်းရှိမယ်မသိရသေးတဲ့အကြောင်းသားကြီးလည်းရှိပေါ့နော် having bad နဲ့ဆရာတို့ main bad ပေါ့နော် having bad ဆိုတော့လည်းပြောရရင်တော့ဆရာတို့ကဒီကူညီပေးတဲ့ဟာပေါ့နော်အကူကရိယာပေါ့ main bad ကတော့ဆရာတို့ကအဓိကပေါ့နော်သူကတော့သူမပါလို့မဖြစ်ဘူးဆိုတဲ့သဘောတရားပေါ့နော်ဟုတ်ပြီနော်အဲ့လိုလေးမှတ်ထားရင်တော့ရတယ်ပေါ့အဲ့ဒီမှာဆရာတို့က having bad ကိုထပ်ပြီးတော့ခွဲတာရှိသေးတယ်နောက်တော့ထပ်ပြီး၄မျိုးထပ်ခွဲတယ်ပေါ့နော် bad to be ရယ်ဆရာတို့က bad to do ရယ် bad to have ရယ်ပြီးတော့ moral bad ရယ်လို့ဆရာတို့ကထပ်ပြီးတော့ခွဲတာရှိတယ်ပေါ့နော်ဒါလေးတွေကတော့ဘာလေးတွေဆိုတော့နောက်ပိုင်းမှာဆက်ပြီးတော့ရှင်းပြမယ်ပေါ့နော် main bad ကတော့ဒီမှာဆရာတို့ကဥပမာလေးတွေပြထားတာပေါ့နော်ဒါကတော့ဆရာတို့အများကြီးရှိပါတယ် main bad တွေကကိုသွားသည်တို့ got နော်ချက်ပြုတ်သည်တို့ eat စားသည်တို့ swim ရေကူးသည်တို့ run ပြေးသည်တို့နော် sleep အိပ်သည်တို့နောက်တော့ write စာရေးသည်တို့နော်ပြီးတော့ read စာဖတ်သည်လို့ လွတ်ကြည့်သည်တို့ drive မောင်းသည်တို့ဒါမျိုးတွေပေါ့နော်နောက်ထပ်အများကြီးရှိပါသေးတယ်ဒါကတော့ဆရာတို့ကနမူနာဖြစ်ပြတာလောက်ပဲရှိတယ်ပေါ့နော်အဲ့တော့ဒါဆိုဆရာတို့က having bad မှာသူခွဲထားတယ်ဆရာတို့၄မျိုးကိုကြည့်အောင်နော် bad to be ဆိုတာဆရာတို့ကဘာလဲတဲ့အဲ့တမှာဆရာတို့က bad 1ရယ် bad 2ရယ် bad 3ရယ် bad ing ရယ်ရှိတယ်ပေါ့နော် bad to be ကတော့ဆရာတို့က am is are ရှိပါတယ်အဲ့ဒီမှာဆရာတို့က bad 1ဖြစ်တဲ့ am is are ဆိုရင် am နဲ့ is နဲ့ကဆရာတို့ကအနည်းမှာသုံးမယ်ပေါ့နော်ရှင်းလင်းပြောရမယ်ဆိုရင်တော့ I ကအမြဲတမ်း am နဲ့ပဲတွဲမယ်ပေါ့နော်ပြီးတော့ R ဆိုရင်တော့ဆရာတို့တစ်ခုထပ်ပို့တဲ့အရာတွေ subject ကတစ်ခုထပ်ပို့တဲ့များတဲ့အရာတွေဆိုရင်ဆရာတို့ဘာကိုသုံးမလဲဆိုရင် R ကိုသုံးမယ်ပေါ့နော်အောင်မောင်ဆိုရင်ဘာမှသေးရတို့ဒါမျိုးတွေပေါ့နော်နောက်တစ်ခုကအကယ်၍ဆရာတို့က bad to ပေါ့နော်အတိတ်ဆရာတို့ကဖြစ်ခဲ့တုန်းကအကြောင်းအရာတွေသုံးခဲ့မယ်ဆိုရင်တော့ was နဲ့ဝင်တဲ့နှစ်ခုရှိတယ်ပေါ့နော်အဲ့ဒီမှာ was ကတော့ဆရာတို့ကပြောရမယ်ဆိုရင်တော့ဒီ subject နောက်ဆရာတို့အနေတွေမှာသုံးပြီးတော့ where ကတော့ subject အများတွေပေါ့နော်အတိတ်ကာလမှာသုံးတယ် be and being ကတော့ဆရာတို့က battery ပေါ့နော် being ကတော့ by ing ဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ဆရာတို့ bad to do ရဲ့အကြောင်းပေါ့
ဘတ်တူ2ကတော့ဆရာတို့ကတော့ဘတ်1မှာဆိုရင်တော့2နဲ့ dash နဲ့ကို3တယ်ပြီးတော့ဆရာတို့ကဘတ်2မှာဆိုရင်တော့1ကို3တယ်ဘတ်3ဆိုရင်တော့10ပေါ့နော်ဘတ်အညီဆိုရင်တော့2ရင်းပေါ့နောက်ထပ်တစ်ချက်ကတော့ဆရာတို့က bad to have ကြောင်းပေါ့နော် bad to have ကလည်းဆရာတို့က has have ရှိရပေါ့နော်အဲ့ဒီမှာဆရာတို့ has ကအနည်းကိုသုံးပြီးတော့ have ကတော့ have have ကတော့အများကိုသုံးတယ်ပေါ့နော် bad to နေရာမှာဆိုရင်တော့ had have ပဲ bad 3ကလည်း had have ပဲပေါ့နော် by ing ကတော့ having ပေါ့နော်နောက်ထပ်တစ်ခုကတော့ဆရာတို့ model bad ရဲ့အကြောင်းပေါ့နော်ဒါလည်းကြားဖို့ပြီးသားလည်းဖြစ်မှာပေါ့နော်မကြားရသေးတဲ့ကလေးလေးမှတ်ထားပေါ့နော် can go share show where what may might must နော်ဒါဆရာတို့က could to should to would to might to ကတော့ဘတ်2နေရာမှာသုံးတယ်ပေါ့နော် can share where may must ကတော့ဘတ်1နေရာမှာသုံးကြတယ်ပေါ့နော်ဒါလေးတွေပေါ့အခြေခံချက်လေးတွေနောက်တစ်ခုကတော့ဆရာတို့ adjective ရဲ့အကြောင်းတရားပေါ့နော် adjective မှာဆရာတို့က positive degree လို့ခေါ်တဲ့ D1 ပေါ့နော်ဒီတာမန်အဆင့်ရှိတယ်နောက်တစ်ခုကဆရာတို့က cumulative degree လို့ခေါ်တဲ့တာလွန်အဆင့်ပေါ့နော် D2 ရှိတယ်နောက်ထပ်တစ်ချက်ကတော့ superlative degree လို့ခေါ်တဲ့အသားလုံးဆုံးအဆင့်ဆိုတာလည်းရှိသေးတယ်ပေါ့နော်အမှဆရာတို့ D1 D2 D3 နမူနာလေးတွေပေးထားလေးရှိကြည့်ကြည့်အောင်ဒီမှာဆရာတို့က BIG bit ပေါ့နော်ဒါဥမှဆရာတို့က D2 ပြောင်းတဲ့အခါ big က D3 ဆိုရင်တော့ biggest ပေါ့ ER တို့ဆရာ ESD ပေါင်းတာလေးပေါ့လွယ်လွယ်မှတ်မယ်ဆိုရင်နော် small တို့ smaller တို့ smallest တို့ beautiful တို့တချို့စကားလုံးတွေကြာဆရာတို့က more ပေါင်းတာပေါ့နော် more beautiful most beautiful ပေါ့နော်အတန်နှလုံးအတန်နှစ်ခုထွက်တဲ့ဟာမျိုးတွေပေါ့။နောက် good တို့ better တို့ best တို့ bad bad တို့ worst တို့ worst တို့နောက်တစ်ခုကတော့ little တို့ less တို့ least တို့ few တို့ less တို့ least တို့ many တို့ more တို့ must တို့ must တို့ more တို့ most တို့ပေါ့နော်။ happy တို့ဒီမှာတော့သူကဝိုင်းဖြုတ် IER ပေါင်း IEST ပေါင်းပေါ့နော်။ happier တို့ happiest တို့ think တို့ thinker တို့ဒါတော့အဲ့တော့နှလုံးစစ်တာပေါ့နော်။ပြီးတော့ thinkest တို့ thick တို့ thicker တို့ thickest တို့နော်။ဒါလေးတွေဆရာတို့ကရှိတယ်ပေါ့နော်ဒါလေးက D1 D2 D3 ဥမာလေးပြတာပေါ့နော်နောက်ထပ်အရေးကြီးတာတစ်ခုကတော့ဆရာတို့ဘာလဲပြောမယ်ဆိုရင်ဆရာတို့ pronoun ပဲ pronoun ကလည်းဆရာတို့အရေးကြီးတယ်ပေါ့နော် pronoun မှာဆရာတို့ဒီမှာဆိုရင်သူကဘာတွေရှိလဲဆိုတော့ D ရဲ့ဆရာတို့ကိုရဲ့ E ရဲ့ ha ရဲ့နော်ကိုယ်တိုင်ဆိုရင်အဲ့လိုပုံစံလေးဆရာတို့ရှိတယ်ပေါ့နော်လဲပြောရရင်တော့ဒါလေးရကြက်ထားပေါ့နော်ဆရာတို့က I me my mindset ပေါ့နော်ဒါကျွန်ုပ်တို့သုံးတဲ့အခါမှာကျွန်ုပ်တို့အတွက်ဆိုရင်တော့we as our set ပေါ့နော်နောက်တစ်ခုကတော့တင်တို့အတွက်ဆိုရင်တော့ you are set you are set ပေါ့နော်အဲဒီမှာအများအနေနဲ့ရှိတယ်ပေါ့နောက်တစ်ခုကတော့ he him his himself ပေါ့နော်နောက်တစ်ခုကသူမအတွက်ဆိုရင်တော့ she her herself ပေါ့နော်၎င်းတို့ထိုရာအတွက်ဆိုရင်တော့ it is itself ပေါ့နော်သူတို့အတွက်ဆိုရင်တော့ they them their theirs themselves ပေါ့နော်ဒါမျိုးတွေပေါ့အဲ့ဒီမှာမှ subject နဲ့ object နဲ့ခွဲတယ်ပေါ့နော်ဒါတော့ subject ကပြုလုပ်တဲ့လူဒီပေါ့နော် object ကတော့ဆရာတို့ကပြုလုပ်ခြင်းခံရတဲ့ပုံကူပေါ့နော်ကိုပေါ့ subject ကဒီမှာပြုလုပ်သူဖြစ်ပြီးတော့ verb ကတော့ဒါကရိယာပေါ့နော် object ကတော့ခံရတဲ့သူဖြစ်တယ်နောက်တစ်ခုကတော့ဆရာတို့ကPMTR လို့ခေါ်တဲ့အလွယ်မှတ်မယ်ဆိုရင်တော့ P ဆိုတာကဆရာတို့က place သူ့ရဲ့နေရာတွေပေါ့နော်M ဆိုတာက manner လို့ခေါ်တဲ့အပြုအမူတွေရယ် time ကတော့ဆရာတို့အချိန်ကာလဖြစ်ပြီးတော့ R ဆိုတာတော့ဆရာတို့ reason လို့ခေါ်တဲ့အကြောင်းပဲချက်ဖြစ်တယ်ပေါ့နော်ဒါမျိုးလေးပေါ့နမူနာပေါ့နော် subject verb object P ဆရာတို့က PMTR ပေါ့နော် place manner time เนาะကျွန်တော်ဒီကျောင်းသို့စပိန်ပြင်သွားသည်ပေါ့ဒါမျိုးလေးတွေပေါ့ဒါလေးတွေကိုကနေကိုရေးပြီးတော့လေ့ကျင့်ကြည့်ပေါ့နော်နောက်တစ်ခုတော့ဆရာတို့ဘာအကြောင်းအရာလဲဆိုတော့ကျတော့ question ပြောင်းတဲ့အကြောင်းအရာပေါ့နော် change into question မေးခွန်းပြောင်းတာပေါ့ဒီမှာတော့ question လုပ်တော့မယ်ဆိုရင် question ရဲ့နောက်မှာ having bad ပြီးရင် subject ရှိမယ်ပြီးရင် bad ပေါ့နော်ဒါတော့ပြီးရင် general လေးရှိမယ်ပေါ့နော်ဒါမှမဟုတ်သူကဘယ်လိုပုံစံလေးလဲဆိုတော့ဒီကနော်ဘသူကနော်ဘသူကိုနော်ဘယ်ချိန်မှာအဲ့အမျိုးလေးတွေပေါ့နော်လေးกว่าဒါမျိုးလေးတွေဆိုတော့ထည့်ပြီးဘာသာပြန်ပေးမယ်နော်ပထမဒုတိယတတိယပေါ့ဒီမှာ the way show ဟုဆိုရင်ဘသူလဲပေါ့ the way show ဒီ what ဆိုရင်ဘာလဲမိကုန်းစကားလုံးတွေပေါ့နော် the way she are where ဆိုရင်ဘယ်နေရာမှာလဲ one ဆိုဘယ်ချိန်လဲ with ဆိုရင်ဘယ်ဟာလဲပေါ့နော်ဒီအရာဝတ္ထုကိုမေးတာလေပေါ့နော်သူ့ရဲ့နောက်ကနောင်လိုက်တာပေါ့နော် who ဆိုရင်လည်းဘသူဟာလဲဒီကတော့သူကလူကိုမေးတာပေါ့နော် how many ကတော့ဆရာတို့ကဒီမှာရေတွက်လို့ရတာရှိတယ်ရေတွက်လို့မရတာရှိတယ်ပေါ့နော်ရေတွက်လို့ရတာဆိုရင်တော့ how many နဲ့မေးပြီးတော့ရေတွက်လို့မရတာဆိုရင်တော့ how much နဲ့ပေါ့နော်သူ့ရဲ့နောက်ကနောင်လိုက်တယ်ပေါ့နော် what time ကဒါဘယ်ချိန်လဲပေါ့နော်ဒီက how ဆိုတာဘယ်လိုမျိုးလဲပေါ့နောက်တစ်ခုကတော့ how long လို့ခေါ်တယ်
ကြာချိန်လေးတွေပေါ့နော်ဒါလေးတွေကိုဒီပြောင်းတဲ့နေရာလေးတွေမှာဆိုရင်တော့ဒါသူ့ရဲ့ပါတဲ့အကြောင်းအရာလေးပြောထားပါတော့ဒီ question 1စကားလုံးတွေမှာဆိုရင် WH တွေပါတဲ့ထိတ်ဆုံးကရေးမယ်သူ့ရဲ့နောက်က heaven ဘက်ကဒုတိယလိုက်တယ်ပေါ့နော်အကယ် heaven ဘက်မပါဘူးဆိုရင်တော့ဒီ do that this เนาะဒါကိုအသုံးပြုပေးရမယ်ပေါ့နော် subject ကတော့နောက်ကတတိယဖြစ်ပြီးတော့သူ့ရဲ့နောက်ကတော့ verb ပဲပေါ့နော်ဒါကိုဆိုလိုချင်တာပေါ့နော်ပြီးရင်ဆိုတော့ question mark လေးတက်ပေးလိုက်ပေါ့နော်ဒါကသူက question တွေကိုပြောင်းတဲ့အခါမှာเนาะဒါဆိုတော့ဖြေလို့ရတဲ့အကြောင်းအရာကိုပြောပြထားတာပေါ့နော်ဒီမှာဆိုရင်သူကပြောထားတယ်ပေါ့နော်ဒီမှာ he will go tomorrow ပေါ့တွေ့ရနော်အဲ့ဒီမှာဆရာ will က having verb ဖြစ်တယ်အဲ့ကြဒီ will ဆိုတဲ့ having verb ကိုပထမအဦးဆုံးဆရာတော့ရှေ့ပို့လိုက်တယ်ဘာလို့ WH မပါဖြစ်တဲ့အတွက်ကြောင့်ပြီးသွားရင်ဆရာတို့က he subject ကိုပြန်ရေးတယ်ပြီးရင် go tomorrow ပြန်ကူးတယ်ပေါ့နော်ပြီးရင် question mark လေးထည့်ပေးတယ်ဒီမှာလဲနောက်တစ်ခုဆိုရင် nunu gon her head every day ပေါ့နော်ဒီမှာတော့သူက having verb မပါတဲ့ခါကျတော့ဘာအကူခေါ်ရလဲဆိုရင် desk ကိုခေါ်ပေးရတယ်ပေါ့နော်အဲ့ဒီခါမှာ DOES desk ကိုခေါ်ပြီးတဲ့ခါမှာနောက်ကပါထည့်ဆိုတော့ nunu ပြီးသွားရင်ဆရာတို့ကထုံးစံတိုင်းပဲ desk ဆိုရင်ဆရာတို့ဘာဝမဲ့တော့အောင်မယ်ဆိုတော့ gon her hair every day ကျန်တာ question mark လေးကူချပါနော်နောက်တစ်ခုကတော့ school began at 8 o'clock ပေါ့ဒါမျိုး question ပြောင်းတော့မယ်ဆိုရင်ဒါအချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ WH ကို1ကိုထိတ်ဆုံးမှာပို့တယ်ပြီးရင်အကူကရိယာဖြစ်တဲ့ desk ကိုခေါ်တယ်ပေါ့နော်ပြီးရင်ကျန်တာတွေစကားလုံးတွေကတော့လုံးဝเนาะ school began ဆိုပြီးရနေပြန်တဲ့ဖြုတ်ပြီးတော့ question mark ပဲတန်းရေးရတယ်ပေါ့နော်နောက်တစ်ခုကတော့ Uba live in Yangon since childhood ပေါ့။နေရာပြကြောင်းမှာဝဲနေပေါ့နော်။ပြီးရင် desk ကိုလာတယ်။ပြီးရင်ဘယ်သူထဲလဲ Uba ပြီးသွားပြီဆိုရင် live ကို s ဖြုတ်ပြီးတဲ့အခါမှာ since childhood ပေါ့နော်။ဒါသူ့ရဲ့အဖြေကိုတော့ခြံထားခဲ့တာပေါ့နော်။နောက်တစ်ခုကတော့ Mama's story was the most funny ပေါ့။ဒါပိုင်လူကိုမေးရဖြစ်ကြောင်းမလို့ဒါဖြုတ်ကိုဖြုတ်လိုက်တယ်ပေါ့နော်။ Who's ပြီးသွားရင် story ကိုထည့်တယ်။ပြီးရင် was the most funny ပေါ့ဒါမျိုးပေါ့နော် who yes နောက်ကနောင်းလိုက်တာပေါ့ဟုတ်ကဲ့ပါဒါလေးတွေကတော့ဆရာတို့ကဒီတိတိလောက်လေးမျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အခြေခံလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်ဆိုရင်အနည်းငယ်များအင်္ဂလိပ်စာလေးကိုတော့လေးလာတဲ့ကအထောက်အကူဖြစ်မယ်လို့တော့ယူဆတယ်ပေါ့နော်ဟုတ်ကဲ့ပါကျောင်းသားတွေအားလုံးလည်းအဆင်ပြေကြပါစေဆရာရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့အတွက်လည်းမေတ္တာရက်ခံပါတယ်အကယ်၍ပြန်လည်သင်ကြားပေးမယ်ရှိတဲ့မိဘတွေဆိုရင်လည်း subscribe လုပ်ထားဖို့အတွက်လည်းမေတ္တာရက်ခံပါတယ်ဆရာတို့ဘူးတုဒတွေရောပြီးတော့ကြတော့ဒီစိတ်ပိုင်းဆိုင်ရာတွေရောသင်ကြားရေးပိုင်းတွေရောဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့ပါ